မိဘပြည်သူများအားလုံးမင်္ဂလာပါဗျာကြောက်ကတ်ဟာခနာကိုယ်တဲကအစိတ်တောက်တွေကိုနေညမပြတ်စစ်ထုတ်ပေးနေရတာမို့သူ့ကိုဂရုစိုက်ဖို့ကတိတ်အရေးကြီးပါတယ်ဒီနေ့မှာတော့ကြောက်ကတ်ပျက်စီးခြင်းမှာကြိုတင်ကာကွယ်နိုင်မဲ့နေ့စဉ်လိုက်နာရလွယ်ကူတဲ့အလေးထား၅ချက်ကိုမျှဝေပေးလိုက်ပါတယ်ဗျာနံပါတ်1ရေကိုအချိုးစားမှန်မှန်တောက်သုံးပါတစ်နေ့ကိုအနည်းဆုံးရေ2လီတာမှ3လီတာသို့မဟုတ်ဖန်ခွက်8ခွက်ခန့်ပုံမှန်တောက်ပေးခြင်းကကြောက်ကတ်ကနေဆိုဒီယမ်နဲ့အဆိပ်တောက်တွေကိုလွယ်ကူစွာစစ်ထုတ်ပစ်ဖို့အကောင်းဆုံးကူညီပေးပါတယ်ဗျာနှလုံးသို့မဟုတ်ကြောက်ကတ်ယောဂခံကြောင့်ရေကန့်သက်ထားရသူများမှာပါနံပါတ်2စားနဲ့အငံတက်ကန့်သက်ပါအငံခဲတဲ့အစားအစာတွေဟာတွေးတိုးစေပြီးကြောက်ကတ်စီသွားတဲ့တွေးကြောတွေကိုပျက်စီးစေပါတယ်ဟင်းချက်ရမှာစားလျှော့ယုံတင်မကပဲအချို့မုတ်ကြက်သားမုတ်နဲ့အသင့်စားမုတ်ထုတ်တွေကိုလည်းအထူးရှောင်ကျဉ်ရပါမယ်နံပါတ်3စီးအောင်ထားသည့်အလေးအထကိုဖျောက်ပါအလုရှုပ်လို့ပဲဖြစ်ဖြစ်တွာလာရခက်ခဲလို့ပဲဖြစ်ဖြစ်စီးအောင်ထားခြင်းကစီးလန်းကြောင်းပိုးဝင်ခြင်းလူတိုင်းနဲ့ကြောက်ကတ်မှာကြောက်တည်ခြင်းကိုတိုက်ရိုက်ဖြစ်စေတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်ဗျာနံပါတ်4အကိုက်ခဲပြောက်စေများကိုစီကတ်မဲ့မတောက်ပါနဲ့ဖျားနာတာကိုက်ခဲတာကြုံတိုင်းဆရာဝန်ညွှန်ကြားချက်မပါပဲအကိုက်ခဲပြောက်စေ painkillers တွေကိုရေရှည်ဆွဲတောက်ခြင်းဟာကြောက်ကတ်ကိုတိတ်တဆိတ်ပျက်စီးစေတဲ့အန္တရာယ်ရှိဆုံးအပြုအမူဖြစ်ပါတယ်နံပါတ်5သွေးချိုစီးချိုကိုစနစ်တကျထိန်းချုပ်ပါစီးချိုယောဂဟာကြောက်ကတ်ပျက်စီးရခြင်းရဲ့အဓိကတရားခံဖြစ်လို့မိမိမှာစီးချိုခံရှိရင်တွေးတွင်းတကြားဓာတ်ကိုပုံမှန်စစ်ဆေးပြီးဆရာဝန်ညွှန်ကြားတဲ့အတိုင်းတေချာထိန်းသိမ်းဖို့လိုအပ်ပါတယ်ဗျာကြောက်ကတ်ကျန်းမာဖို့ဆိုရင်စားအငံကိုလျှော့ရေကိုလုံလောက်အောင်တောက်ပြီးစီးမအောင်ဖို့ဒီနေ့ကစပြီးသတိထားနေထိုင်ကြပါစို့ဗျာမိဘပြည်သူများအားလုံးကြောက်ကတ်ယောဂဗျာများမှကင်းဝေးပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာရေရှည်မှာဘလို့ကျန်းမာရေးဗဟုသုတတွေထပ်မံသိရှိလို့လဲဆိုတာပြောပြပေးခဲ့လို့ရပါတယ်နော်